ဒီဟောက်ပြီးတော့လုံခြုံမှုရသေးတယ်ကျွန်တော်တို့ဒီမှာတလားဘုံတွေလုံးမယ်လူမှာဘာနှထောင်တခြားလူတွေမှာဘာနှထောင်နဲ့ဝယ်နေတဲ့တလားဘုံကိုကျွန်တော်တို့က1000တဲ့အသင်းသားတွေပေးမယ်ဘာ1000 2000ဝယ်နေရကြကျွန်တော်ကကောင်းစားပြေးချလုံးမှာအဲ့လိုဟိုအရင်9နှစ်6နှစ်တုန်းကလုံးတော့ထူးတယ်ကျွန်တော်တို့ကနေရာမရှိလို့အခုတော့ဒီနေရာမှာကျွန်တော်လုံးမယ်ဈေးသက်တော်လုံးမယ်နောက်ပြီးတော့ကျွန်တော်တို့အခုမှုဆောင်အသေးတွေဖွဲ့မယ်ကျွန်တော်တို့မှာအမှုဆောင်ကလွန်ခဲ့တဲ့22နှစ်တည်းကဖွဲ့ထားတာဟာ2006ခုနှစ်တည်းကနေကျွန်တော်ဒီအသင်းကိုတည်ထောင်ခဲ့တာတည်ထောင်ဒီကာလဆိုရင်ကျွန်တော်ဆရာတော်ကြီးဒိုဝဲကြီးကတောင်းတဲ့ရာဏနာကဆရာတော်ဦးဒီလောက်မှသာနေတော့ဩဝါဒပေးပြီးတော့ကျွန်တော်တို့လူထားတဲ့အသင်းဒါပေမဲ့အခုတော့ဦးဒီလောက်မှလည်းမရှိဆိုတော့ဘောရမရှိဆိုတော့ဘောရအဲ့ထိုင်ပြီးအဲ့တဲဟာထိုင်ပြီးမတတ်ဖို့လည်းရရှိရှိတယ်ဒါပေမဲ့ဘာမှမကြည့်ဘူးဒါတော့ကျွန်တော်တို့ကဘာလို့အနေလဲဆိုတော့အသင်းကိုတင်းထားတဲ့ကနေပြီးတော့ဗီလာတင်စအိတ်ဘာတရားဖို့ဆယ်တော့အဲ့ဒီတယောက်အဲ့ဒီသူတို့အဲ့ဒီ